ဖလော်ရီဒါရဲ့ရေပြင်ကျယ်ကြီးတွေကနေထွက်ပေါ်လာတဲ့ထူးဆန်းတဲ့တုံခါတန်တွေကတဘာဝတရားရဲ့လျှို့ဝှက်ချက်တစ်ခုကိုဖော်ပြနေပါတယ်။လူသားတို့ရဲ့နားနဲ့မကြားနိုင်တဲ့ဒီ low frequency လိုင်းတန်တွေဟာရေပြင်ကိုကခုန်စေပြီးကြောက်မက်ဖွယ်ကောင်းတယ်လို့အံ့ဩဖို့လည်းကောင်းလာပါတယ်။ဒါဟာတောရိုင်းတိရစ္ဆာန်လောကရဲ့အစွမ်းထက်ဆုံးတတ္တဝါတစ်မျိုးဖြစ်တဲ့ alligator မိချောင်းတွေရဲ့အချစ်ရှာပုံတော်ဖွင့်လှစ်လိုက်တဲ့အချက်ပေးတံပဲဖြစ်ပါတယ်။ဖလော်ရီဒါပြည်နယ်ရဲ့ဆောင်းရာသီနဲ့နွေဦးအကူအပြောင်းကာလဟာအပူရှိန်ပြင်းထန်ပြီးမိုးခေါင်တဲ့ကာလဖြစ်ပါတယ်။ရေမျက်နှာပြင်တွေအနှိမ်ဆုံးအဆင့်ကိုကျဆင်းသွားတဲ့ဒီချိန်မှာalligator မိချောင်းအထီးတွေအတွက်တော့အရေးကြီးတဲ့အချိန်တစ်ခုရောက်လာပါတယ်။သူတို့ဟာကျယ်ပြောလာတဲ့ရေပြင်ထဲမှာအဖော်ရှာဖို့အတွက်နီလန်းမျိုးစုံကိုအသုံးပြုကြရပါတယ်။ဒီနေရာသူတို့နှစ်ပေါင်းတန်းချီစိုးမိုးလာတဲ့နေမြေဖြစ်ပေမဲ့အခုခါမှာတော့ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကြောင့်သူတို့ရဲ့ရှင်သန်မှုကစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။မိချောင်းထီးတွေဟာသူတို့ရဲ့လေချောင်းကြွက်သားတွေကိုတုံခါစေပြီးနတ်ဆိုင်တဲ့ဟိန်းသံတွေကိုထုတ်လွှတ်ကြပါတယ်။ဒီအသံတွေဟာ1 ကီလိုမီတာကျော်အကွာဝေးထိပြန့်နှံ့သွားနိုင်ပြီးပြိုင်ဘက်အထီးတွေကိုသတိပေးသလိုအမတွေကိုလည်းဆွဲဆောင်တဲ့နီလန်းပဲဖြစ်ပါတယ်။ဒီဟိန်းသံတွေနဲ့အတူထွက်ပေါ်လာတဲ့လှိုင်းတုံခါမှုတွေကမိချောင်းတစ်ကောင်ရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့အင်အားကိုတိုင်းတာနိုင်တဲ့အချက်လက်တွေဖြစ်ပါတယ်။မိချောင်းမတွေဟာဒီအချက်ပေးသံတွေကိုတုံ့ပြန်လေးရှိပေမဲ့အဖော်တကောင်ကိုရွေးချယ်ဖို့အတွက်တော့အချိန်အတော်ကြာစောင့်ကြည့်လေးရှိကြပါတယ်။ချက်ချင်းဆုံးဖြတ်ချက်မချပဲအချိန်အတော်ကြာအောင်ကခုံတယ်လို့မျိုးအပြန်အလှန်ဆန်းသတ်မှုတွေလှုပ်ဆောင်ပြီးမှသာတင့်တော်တဲ့အဖော်ကိုရွေးချယ်ကြတာပါ။ဒီလိုဆွဲဆောင်ဖျားယောင်းမှုအဆင့်ဆင့်ဟာရပ်ပေါင်းများစွာကြာမြင့်တတ်ပြီးအကြိမ်ကြိမ်မိမ့်လိုက်ခြင်းဖြင့်မျိုးဆက်သစ်တွေအတွက်ပြင်ဆင်ကြပါတယ်။မိမ့်လိုက်ခြင်းကိစ္စပြီးဆုံးတဲ့အခါမှာတော့အထီးနဲ့အမဟာလမ်းခွဲလိုက်ကြပါတယ်။အထီးတွေကတော့နောက်ထပ်အဖော်သစ်ရှာဖွေဖို့ဆက်ကြိုးစားကြပေမဲ့မိချောင်းအမတွေအတွက်ကတော့မိခင်ဘဝတာဝန်တွေစတင်ပါပြီ။သူတို့ဟာလာမယ့်တစ်လအတွင်းမှာဥတွေအန္တရာယ်ကင်းဥနိုင်ဖို့အတွက်အတိုက်တွေကိုဂရုတစိုက်တိဆောက်ကြရပါတယ်။ဒါဟာသဘာဝတရားရဲ့လဲပတ်မှုဖြစ်တယ်လို့ဒီတတဝါတွေနှစ်ပေါင်းများစွာဘလို့ရှင်သန်လာခဲ့တယ်လဲဆိုတာပြသနေတာပါ။ဒါပေမဲ့စိုးရိမ်စရာတစ်ခုကတော့သူတို့မိတင်းနေထိုင်ရာရေချိုဒေသတွေဟာလက်ရှိမှာချင်းချောက်မှုတွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ alligator တွေရဲ့ဒီထူးခြားတဲ့မိတ်လိုက်စနစ်ဟာရိုးရှင်းမုံရပေမဲ့သူတို့ရဲ့မျိုးနွယ်စုရေရှည်တည်တံ့မှုအတွက်အလွန်အရေးပါတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ရှေးဟောင်းတတ္တဝါတွေဖြစ်တဲ့သူတို့ဟာတဘာဝတရားရဲ့စီးချက်အတိုင်းလိုက်လျောညီထွေရှင်သန်နေကြစေပါ။ကျွန်ုပ်တို့အနေနဲ့ဒီလိုအံ့အားသင့်ဖွယ်တတ္တဝါတွေနဲ့သူတို့ရဲ့နေရင်းဒေသတွေကိုထိမ့်သိမ်းဆောက်ရှောက်ဖို့ဟာတဘာဝလောကကြီးရဲ့ဟန်ချက်ကိုထိမ့်သိမ်းမှုအတွက်မဖြစ်မနေလိုအပ်တဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ပါတော့တယ်။